အားလုံးပဲမင်္ဂလာပါလို့ဒါဝန်ထမ်းလေးတွေကိုအားစားမကျမဝန်ထမ်းတွေအကုန်လုံးဘယ်လိုအိမ်နေကြမချီအမပွဲကင်းဖြစ်နေလာကြတော့မနေ့ဖြန်မှထုတ်ရမှာပေါ့နော်ဒါပေမဲ့ဒီနေ့တွေကကြိုပြီးတော့ဒါထုတ်ပြလိုက်တာသူတို့လက်ထက်ရောက်တော့လေကိုလက်တပူအေးသွားတော့သူတို့လာစားလေးတွေအကုန်လုံးသူကကြီးတာလန့်စာစားနေရတယ်လို့မနေ့ဖြန်ဘယ်လိုဖြစ်မလဲအွန်လိုင်းနေရဘယ်လိုလဲကားလမ်းနေရဘယ်လိုလဲမလို့မလဲဒီဝန်ထမ်းတအုပ်ကြီးနဲ့လူတိုင်းမှာအပူကိုစီရှိတာသိပါတယ်လို့နော်သမီးတို့လူတိုင်းမှာအပူကိုစီရှိတာသိပါတယ်ဒါပေမဲ့အကောင်လုံးရဲ့အပူလည်းကိုချင်းစားသလိုကိုအပူလည်းကိုနေရာမှာချင်းကိုသာအပူဆုံးဆိုသလိုပဲဖြစ်နေတာလို့ဟိုဝန်ထမ်းလေးတွေကိုအားစားတစ်ခါလေးရှင်းပြလိုက်တော့ပေါ့နော်သူတို့လည်းအပူတော့ကကိုစီတွေနဲ့ကြောက်နေကြတာအဲ့လိုသမီးစားမယ်ကျမဝန်ထမ်းတွေလာစားအတိကသူတို့လာစား